Hello အားလုံးမင်္ဂလာပါအခုကျွန်တော်တို့ဒီ API login ကိစ္စလေးရေးကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ API နေတစ်ချက်သွားလိုက်မယ်ဒီမှာsorry ဒါဒါ login okay auth API ရဲ့ဒါ login method ကိုလာပြီးတော့အလုပ်မယ်ပေါ့နော်အဲ့တော့ auth API ကိုလာမယ်ကျွန်တော်တို့ method တစ်ခုဖန်တီးအောင် function ဒါ login အဲ့တော့ကျွန်တော်တို့ login ကဘယ် method နဲ့လုပ်ရမှာဆိုတော့ဒီ JWT AUDH org ကနေပြီးတော့ ADT EMPT ADT EMPT attempt နဲ့ကျွန်တော်တို့လမ်းပြီးလုပ်မှာပေါ့နော် ADT EMPT okay attempt နဲ့အဲ့တော့ဒီထဲမှာပါလဲဆိုတော့ဒါ email ကပါလဲပြီးသွားရင် password ကပါလဲဆိုပြီးဒီလိုလာပြီးတော့တောင်းနေဗျာနော်အဲ့တော့ email ကဒါ request ကလာမယ် email password က request ကလာမယ် password အဲ့တော့ဒီရဲ့ format တိုင်းထုတ်ပြီးတဲ့ဟိုဟာ method တခုရှိတယ်အဲ့ဒါကျွန်တော် credential ဆိုတဲ့ဟိုဟာထဲမှာ variable ထဲမှာကျွန်တော်ထည့်လိုက်မယ်နော်ဘာလို့ဆိုတော့ဒီ request ကနေ ONLY only နဲ့ဒါ email နဲ့ PSSW ကဒီ password ကိုပဲယူမယ်လို့ကျွန်တော်လှမ်းပြီးပြောလိုက်တာပေါ့နော် okay အဲ့ဒါကကျွန်တော်တို့ဒီ format နဲ့ response လုပ်ပြီးလိမ့်မယ် return ပြန်ထားပြီးလိမ့်မယ်ပေါ့နော်ဒီ credential မှာ okay ဒီမှာ check out လို့ကျွန်တော်ပြောလိုက်မယ်အဲ့တော့ဒီမှာ if နဲ့ကျွန်တော်လှမ်းပြီးစစ်မယ် not check out false ပြန်နေတယ်ဆိုဒီကောင်ကလေမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ true ပြန်လိမ့်မယ်မှားတယ် sorry မှန်တယ်ဆိုလို့ရှိရင် token response လုပ်လိမ့်မယ်မှားတယ်ဆိုလို့ရှိရင် false ပြန်လိမ့်မယ်ပေါ့နော်ကျွန်တော်ဒီမှာ false ဖြစ်နေရဆိုရင် email နဲ့ password နဲ့ဒါလွဲနေတာပေါ့နော်အဲ့တော့ return ကျွန်တော်ဒီလို u text လေးတခုပဲပြန်လိုက်မယ်နော် user sorry email and password don't match လို့ကျွန်တော်ပြန်လိုက်မယ် okay အဲ့တော့အောက်ကတော့ဒါ email password ကိုမှန်တဲ့အနေထား token လည်း generated ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီကောင်လေးကို copy ကူးလိုက်မယ်ဒီကောင်ကျွန်တော် token လို့နားလည်လွယ်အောင်ရေးလိုက်မယ်နော် token okay ဒါဆို token ဒါ response ပြန်ပြီးလုပ်လိုက်ပြီအဲ့တော့ဒါဆိုကျွန်တော်တို့ login ကိစ္စလုပ်လို့ရပြီအဲ့တော့ဒီကောင်လေးကိုကျွန်တော်ဒီကောင် copy လုပ်လိုက်မယ်ဒါ login okay ဒီမှာ paste sorry okay ဒီမှာ login ရလာပြီအဲ့တော့ဒီမှာ login route ကိုကျွန်တော်တို့သွားမယ် sorry login route မှာက password မလိုဘူးเนาะ sorry password လိုတယ်အဲ့လို GI login ပါလဲဆိုတော့ email နဲ့ password နဲ့ okay password ကကျွန်တော်တို့ကဒါ password ပေါ့เนาะ okay တစ်ချက် save လုပ်ကြည့်အောင် send လုပ်ကြည့်အောင်ပြောတာဒါဆိုရင်ကျွန်တော်တို့ login ဖြစ်သွားကြအောင်token လေးလာပြီးတော့ response လုပ်လိမ့်မယ်ပေါ့เนาะဒါဆိုသူက login ဖြစ်သွားပြီ client side ကဒီ token ကိုသူရဲ့ secure store တခုမှာသွားပြီးတော့တင်ထားပါတော့โอเคကျွန်တော်တို့ကို password ကိုကျွန်တော်မှားရလိုက်မယ်ဆိုရင်ကျွန်တော်တို့ email နဲ့ password don't match ဆိုပြီးတော့ server ကနေပြီးတော့ response လာတယ်ဒါဆိုလို့ရှိရင် okay တယ်ပေါ့နော် okay ဒါလေးနားလည်မယ်လို့ကျွန်တော်ထင်တယ်အားလုံးကျေးဇူးပါ